အားလုံးပဲမင်္ဂလာပါကျွန်တော်ရွှေဝိုး channel ရနေပြီးတော့ကျွန်တော်ရဲ့ကိုရီမတွေအားလုံးကိုထုံးစံလေးတိုင်းပဲပြန်လည်နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော် YouTube ပေါ်မှာနေ့ရက်တိုင်းအစင်မပြတ်အားပေးနေတဲ့အကိုရီမတွေအားလုံးပဲတူတယောက်မချင်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖန်လေးတွေကိုခါတိုင်းလိုပဲအစင်မပြတ်ဝင်ရောက်ပြီးအားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်เนาะလူကောင်းကိုရီမတွေအားလုံးရောလူသစ်ကိုရီမတွေအားလုံးရောတူတယောက်မချင်အားလုံးပဲမင်္ဂလာပါ9ရက်သားသမီးများအပေါင်းတယောက်မချင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်တော်တိုင်းကိုပါလိုအပ်ဆန္ဒတွေအားလုံးပဲပြည့်ဝကြပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးရနေပြီးတော့ကိုတွေမတွေအားလုံးတော့ကိုဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါပဲကျွန်တော်ဗီဒီယိုဖိုင်လေးကိုစားလိုက်ရအောင်ဒီဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်တို့မနက်ဖြန်9ရက်လ2026ကျွန်တော်ပွဲသိမ်းတောက်ကြနေအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်အများတန်းပြောနေသလိုပဲเนาะဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်လာတာပဲဖြစ်စိတ်ဝင်စားလို့ဝင်လာတာဖြစ်ကျွန်တော်အများတန်းအားပေးလို့ဝင်လာတာပဲဖြစ်ဘယ်လိုကြောင်းမျိုးနဲ့ပဲဝင်ကြည့်ကြည့်ပါကျွန်တော်ရဲ့ကိုမများအားလုံးအတွက်လည်းမဖြစ်မနေကြည့်တင်ကြည့်ထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ကိုတွေမားတွေအားလုံးတော့ကိုလည်းအကျိုးမြတ်တွေအများကြီးပေးသိနိုင်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်အချိန်လေး3မိနစ်4မိနစ်လောက်ပြီးတော့ဗီဒီယိုဖိုင်လေးကိုမကြုံမဖက်နဲ့အစနဲ့အဆုံးလေးတခြားလေးကြည့်သွားပြီနောက်တစ်ခုအနေနဲ့ကကျွန်တော်ခုအမျှဝေပေးမဲ့ကဏ္ဍတွေအားလုံးတေးသေးချာချာလေးယုံကြည်နဲ့လိုက်ပြီးတော့ကစားပေးပါเนาะဒီနေ့မှာဆိုတော့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးပဲကျွန်တော်နေကုန်ထပ်ပြီးတော့အဆင်ပြေခဲ့ပြီเนาะနေကုန်ဆိုမဲ့ကျွန်တော်မနက်ပိုင်းကတော့ကျွန်တော်တုံညခွန်ဆိုတဲ့မေယောကွက်တော့အဆင်ပြေတယ်ညနေပိုင်းမှာကျွန်တော်ဒီညနေပိုင်းမှာတော့ကျွန်တော်တို့8ပိုင်းဆိုတဲ့ပတ်သီးလေးနဲ့ပဲကျွန်တော်တို့အဆင်ပြေခဲ့တယ်เนาะ8ပိုင်း main ပတ်သီးလေးနဲ့ပဲအဆင်ပြေခဲ့တယ်ကျွန်တော်မနေ့ကဆိုလဲတနေ့ကုန်လုံးအဆင်ပြေတယ်ဒီနေ့ကိုလည်းထပ်ပြီးတော့တနေ့ကုန်လုံးအဆင်ပြေတယ်ခါတိုင်းနေ့တွေကလည်းကျွန်တော်တို့ပတ်သီးတွေနဲ့အောက်ဘက်တွေနဲ့အဆင်ပြေလာခဲ့တယ်เนาะကျွန်တော်ရဲ့ကိုတွေမတွေအားလုံးပဲဒီညနေမှာလည်းထပ်ပြီးပေါက်လိုက်တဲ့ရလိုက်တဲ့ကိုတွေမတွေအားလုံးပဲတူတယောက်မကြံပေါက်ကြီးလေးတွေမှတ်ပြီးတော့အားပေးခဲ့လို့ရပါတယ်เนาะကျွန်တော်တို့ကဘာအခုလိုပြောနေတာဒါဘာမှအကြောင်းကြားချက်မှတော့မရှိဘူးเนาะကျွန်တော်ရဲ့ကဏ္ဍလေးကိုယုံကြည်နဲ့လိုက်လျှော့တဲ့ကိုတွေမတွေအားလုံးပဲပေါက်သွားတယ်အဆင်ပြေသွားတယ်ဆိုတဲ့အတန်လေးကြာကျွန်တော်လည်းခဏန်းရှာပေးမှယူနှက်ပါတယ်เนาะအဲဒါကြောင့်မန်လေးမှန်ပြီးတော့အပေးခဲ့လို့ရပါတယ်ဒီနေ့ဒီချိန်ထိကိုကြံခဲ့တဲ့ရက်တရောဒီနေ့ဒီချိန်ထိကိုတပွဲတစ်ချိန်မှအဆင်မပြေသေးတဲ့အကိုတွေမတွေအားလုံးများကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုဝင်ရောက်လာပြီးဆိုရင်เนาะဘယ်လိုပြောမလဲကျွန်တော်ပြောချင်တာကတော့အဓိကတော့ယုံကြည်မှုနဲ့ပဲကျွန်တော်လိုက်ပြီးတော့ကစားသိချင်ပါတယ်เนาะကျွန်တော်ခုမျှဝေပေးတဲ့ကဏ္ဍတွေမှန်နေရဆိုတော့မှန်တယ်ဒါပေမဲ့ကိုတွေမားတွေအားလုံးကငွေနဲ့ရင်းမိထိုးရတာဖြစ်တဲ့အတွက်စဉ်းစားပါချင်းချိန်ပါเนาะအကြိုက်တူဝါသနာတူမှလိုက်ပြီးတော့ကစားပါเนาะယုံကြည်မှုရှိမှလိုက်ပြီးတော့ဆော့ပါလို့ကျွန်တော်ပြောချင်ပါတယ်ကြအားလုံးပဲ channel လေးကို subscribe ကလေးနှိပ်ထားမယ် like လက်မလေးတွေဝင်လာတဲ့တယောက်ချင်းစီတိုင်းထောင်းထားပါเนาะကိုတို့မတို့ပေးတဲ့ like လက်မလေးတယောက်ချက်ကတာကျွန်တော်တို့အားသေးလက်ပါပဲเนาะ like လက်မလေးထောင်းထားမယ် channel လေးကို subscribe ကလေးနှိပ်မယ်ဒီလိုဖိုင်လေးကိုကိုလိုပဲအများတွေ့နိုင်တဲ့နေရာလေးတွေမှာလမ်းမိလောက်ကလေးတွေမျှဝေပြီးတော့မှကြည့်မယ်เนาะကျွန်တော်ခုကဏ္ဍလေးတွေခေါ်ပေးမယ်နက်ဖန်ကိုလိုက်ပြီးတော့ကစားမဲ့ကိုတွေမတွေကိုတွေမတွေအားလုံးပဲကဏ္ဍလေးကိုတေချာလေးယူသွားမယ်เนาะမမှတ်မိဆိုတဲ့အကိုတွေမတွေအားလုံးကဘေးနားမှာစာရက်ကလေးနဲ့ဘောဝင်လေးနဲ့ကြိုင်ထားပေးပါမှတ်မိတဲ့အကိုတွေမတွေအားလုံးကလည်းတေချာလေးမှတ်သွားပေးပါကျွန်တော်မနက်ဖြန်9ရက်2026ပွဲသိမ်းတောက်ကြနေ12နာရီ10မိနစ်မှာမဖြစ်မနေအကောင်းဆုံးထိနေရမယ်ကီးစီကျွန်တော်9-3-3ဆိုတဲ့ကီးပဲဖြစ်ပါတယ်เนาะ9-3-3ဆိုတဲ့ကီးပါကိုတွေမတွေအားလုံးရှိမှဝမ်းချင်းရှိမယ်ကီးရှိမယ်လုံးမှန်ရှိမယ်เนาะတွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါအကီးစီလည်းခွေပြီးတော့ထွက်တယ်အဲ့ဒါလေးကိုတတိထားပါเนาะပတ်သီးနေတော့ကျွန်တော်9-3ပတ်သီးကိုပဲပြန်ပြီးရွေးထုတ်ထားတယ်ငါကြိုက်တဲ့အကိုတွေမတွေအားလုံးပဲ9ကိုပတ်လို့ရတယ်3ညကြိုက်တဲ့အကိုတွေမတွေအားလုံးပဲ3ညကိုပတ်လို့ရတယ်ဒီ9-3ညဆိုတဲ့ပတ်သီးလေးကဒါကျွန်တော်ရဲ့အကိုတွေမတွေထိုးသားအကိုတွေမတွေအောင်တော့အကြိုက်တော့နဲလိမ့်မယ်เนาะဒါမဲ့ဒီ site ကလေးကတောက်လျှောက်ပေးလာခဲ့တာဖြစ်တဲ့အတွက်နောက်ဖက်မှာလည်းဆက်ပြီးပေးမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရှေ့မှာပြောလို့ပဲယုံကြည်မှုရှိမှလာပြီးတော့ဆော့ပါเนาะပြီးတော့မှအကြိုက်ဆုံး main ပတ်သီးတစ်လုံးနဲ့တကွန်ကောင်းလေးပြန်ပြီးရွေးထုတ်ပေးမယ်9နဲ့ပတ်သက်ရင်9နှစ်ကဲ9 6ကဲ9 9ရယ်9 9ရယ်เนาะ9နှစ်ကဲ9 6ကဲ9 9ရယ်9 9ရယ်ဆိုတဲ့ခဏလေး၄ကွက်ဒီခဏလေး၄ကွက်ဒါ9နဲ့ပတ်သက်ရင်အဓိကထားပြီးထိုးရမယ်ခဏလေး၄ကွက်ပါ3ညနဲ့ပတ်သက်ရင်3ညနဲ့ပတ်သက်ရင်3ည6ကဲ3ည9ရယ်3ည2ကဲ3ည3ညရယ်เนาะ3ည6 3ည9 3ည2 3ည3ညဆိုတဲ့ခဏလေးပဲဖြစ်ပါတယ်ဒီကနန်းလေး၈ကွက်ကဒါပတ်တိမပတ်နိုင်ဆိုတဲ့ကိုတွေမတွေအားလုံးကဒီကနန်းလေး၈ကွက်ကိုအဓိကထားပြီးတော့ကစားသိချင်ပါတယ်ထိပ်စီးလိုင်းနဲ့ပို့ပြီးတော့ကစားပါကြာလာရင်ထိပ်စီးနဲ့ကြာတာများပါတယ်เนาะအ
ကွက်ကလေးတွေများလို့တကွက်ကောင်းလေးပဲထိုးချင်တဲ့အကိုတွေမတွေအားလုံးအတွက်ကျွန်တော်ကတော့နောက်ဖက်မှာအပူးပဲပြန်ပြီးတော့ရေးထုတ်ပေးထားပါတယ်တကွက်ကောင်းလေးတွေနော်ငါးနဲ့ပတ်သက်ရင်ငါးတကွက်ကောင်းမှာကျွန်တော်တုံညာနဲ့ပတ်သက်ရင်တုံညာဆိုတဲ့ကဏ္ဍလေးဒီတကွက်ကောင်းပဲဖြစ်ပါငါးနဲ့ပတ်သက်ရင်ငါးတကွက်ကောင်းတုံညာနဲ့ပတ်သက်ရင်တုံညာတကွက်ကောင်းပါခေအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့ရှေ့ရက်ကလိုပဲဒီနေ့လိုပဲနော်နက်ဖက်မှာလည်းထပ်ပြီးတော့ပေါက်ကြပါသေးထပ်ပြီးတော့အဆင်ပြေကြပါသေးဒိုင်းနေစီမှာတွားရောက်ပြီးတော့ငွေထုတ်နိုင်ကြပါသေးပွဲသိမ်းအကျွေးတွေကြည့်ပြီးတော့အမျက်တွေကြံကြပါသေးလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးရောဒီလောက်ပါပဲခုလိုမျိုးအပေးတဲ့အကူမများအားလုံးပဲတယောက်ချင်းစီတိုင်းဇေယျတုတပမင်္ဂလာပေါင်းတဲ့နေ့ရက်တိုင်းမှာပြည့်စုံနိုင်ကြပါစေတတ်တာပါ